ငါတာရီမန်းချက်ထားတယ်ဆိုတာကောင်းတဲ့အရာပဲအေးကိုတူးကိုချွန်ပြီဆိုရင်ခဲရန်လို့ချွန်နေပါစေချွန်နိုင်လေကောင်းလေပဲကွာပြန်ချဖေးစကားဆိုဆုံးမမှုတဲ့တစ်ချိန်ငါရဲ့တွေ့ဟာပြန်မရတင်ချလောကရန်တရားကိုဖြည့်ရှင်းပေးချိန်မှာကျွန်တော်နဲ့ဖေးဟာဒုက္ခမျိုးစုံဖြတ်ဖူးတော့အရင်ချိန်များတည်းမတရားတချို့ပြန်လာတော့ဖေးမြတ်တာများသာတို့တွေ့ထားရာကျေးဇူးပါဒေရီကနေဝင်ချိန်ရောက်နေပြီဆိုပေမဲ့ညနေစည်းစာချိန်မှာတစ်ချက်တော့လင်းလက်လာအောင်ပါပါလူတိုင်းရှောင်းမရဘဝချသွားတဲ့ဘဝလန်တစ်ဖက်ကဒီမြဤခဏဆုံးတွေ့ကြတဲ့မိသားစုတွေဟာတန်တရားချုံငိမ့်တဲ့ဘဝကိုဖြတ်တန်းလို့ပန်းလီယာဘဝတွေမှာအေးချမ်းမှုကိုဖေးရလို့ကောင်းသောဘဝတွေများတိမ်ပါရစေသာဖေးအိစပါဖိနေသားရဲ့ချာမတရားများသာဝရကျေးဇူးပါ